ချောလေးတို့အတွက်နော်ပိုးကော်တွန်လေးနော်တိုးရှည်လေးထွက်ပါပြီနော်အချစ်ဈေးလေးနဲ့ရောင်းပေးထားပါတယ်ဒါလေးက small medium လက် size 80ပါ size ကမင်းတို့ဒါလေးက size 4 size ထွက်တယ်နော်ဒီဇိုင်းလေးအရန်လှလို့ဒီမှာကြည့်အောင်ချစ်စရာလေးနော်ဒီမှာလက်ကလေးမှာမင်းတို့ဒီမှာကျိုးစီလေးပါမယ်ပြီးလို့ရှိရင်အရှိမှာကျဲသီးလေးကိုမှဒီမှာဖဲပြားလေးတက်ပေးထားတယ်ချစ်စရာလေးပြီးတော့အရှိနော်အရှိကနော်အရှိကျဲသီးလေးနဲ့ချုပ်ပေးထားတယ်ဒီမှာဝစ်လိုက်ပြီဆိုရင် तू ကခေါင်းဝင်လေးလိုပဲဒီလိုကကလေးနဲ့ရမ်းလာတော့လုံးဝပိတ်ကိုမခိုးထားဘူးเนาะအချစ်များကာလာ3ရောင်ပဲထွက်တယ်ရအောင်ယူထားပေးဒါလေးဆိုရင်အစိမ့်လေးနဲ့เนาะဘောင်းမီရဒီလိုလေးเนาะဘောင်းမီမြှော့ရဒီလိုမြှော့အပြားကြီးတစ်နှစ်နှစ်နှစ်လေးဆိုရင် small ပဲယူပေး medium လေးက2နှစ်เนาะ3နှစ်4နှစ်ရမယ်လက် size က4နှစ်ခွဲ5နှစ်ကျော်လောက်ထိရပါမယ်ရှင်ချစ်စရာလေးမိတို့ရဲ့ဒီမှာကြည့်အောင်ကာလာလေးတော့လင်းထင်းနေရပဲဘယ်မှမရတဲ့ဈေးနဲ့မင်းထုတ်ပေးထားတယ်เนาะပိုးကော်တွန်တစ်စုံကိုမရောင်းဆိုရင်အနည်းဆုံး16000 19000ရောင်းနေတဲ့เนาะဒီလိုအမြင့်လိုင်းကို14000ကျော်လေးနဲ့မင်းကเนาะထုတ်ပေးထားပါတယ်လက်ကအချစ်များလက်တွက်မှရပါမယ်ရှင်ဒါလေးเนาะလက်လီအချစ်တွေကတော့2စုံ3စုံ3ရစပြီးတော့မင်းတို့เนาะဒါလေးကရပါမယ်ရှင်ချစ်စရာလေးကာလာလေး3ရောင်လုံးအရန်လှလို့ရအောင်ယူထားပေးချစ်စရာလေးကွယ်